ခင်မလေးတို့လက်ဆောင်လာဆက်သွားပါအဖေသမီးပါမသိရပါဒါရှင်ဘာလဲပြောနေရလဲရှင်ပြောနေတယ်လို့ကျမမဟုတ်ပါဘူးဆိုတော့ရလို့မရအောင်လေ။ဘာဆိုင်ရဟရှင်တွေ့တာ။ညီမတို့မျိုးမဟုတ်လေညီမ